အချိန်ဟာရွှေအချိန်ဟာငွေ time is money time is gold Abraham Lincoln ကတော့တလုံးနဲ့ပြောတယ် time is everything အချိန်ဟာအရာရာတိုင်းပဲဒါအချိန်ရဲ့တန်ဖိုးကိုလဲယူပြီးတော့အမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်လာတာလေညီတွင်းစစ်ကြီးကိုငြိမ်းအောင်လုပ်ခိုင်းနေကြလေလူပြူလူမဲခွဲခြားနေတဲ့ conflict ကြီးကိုပြေလည်အောင်လုပ်နိုင်ခဲ့တယ်လေတန်ချင်းဘယ်လောက်မြင့်သွားလဲနိုင်ငံကြီးပါမြင့်သွားလူတယောက်တန်ချင်းမြင့်လိုက်တဲ့နိုင်ငံကြီးပါမြင့်သွားဒါကြောင့် waste time တွေကို short ချပါပြီး waste time တွေနည်းနည်းမြတ်နေအောင်နေပါအဲ့ဒါလူကတန်ဖိုးတက်လာတယ်နော်အဲ့ဒီအတွက်ဆိုရင်ဒါဝိရိယဆိုတာအချိန်နဲ့လဲယူရတာတောင်မြို့ပါကန်တော်ဆရာတော်ဘုရားကြီးတော့ပြင်းတယ်ပြင်းတစ်ခါပြင်းအလုပ်တစ်ခုထားလာဆယ်ခါပြင်းတော့အလုပ်ဆယ်ခုပြီးသွားတယ်ဟုတ်လားတခါကြီးကောင်မတွေနော်ပြင်းရင်မလုပ်ခိုင်းတာအလုပ်ထားလို့ဗျာပြင်းသားဟာဆိုတော့နောက်ဆိုပြင်းချိန်တော့မရတော့ဘူးဟုတ်တယ်တကယ်အလုပ်များလဲဘုန်းတို့ပြင်းချိန်မရတော့ဘူးတခါကြီးစကားပြောလဲတန်ကြီးရှိအောင်ပဲပြောတော့တာလေပြင်းချိန်မရတော့အလုပ်လုပ်လူကအလုံးမရှိရင်လေးနေတာအဲ့လေးပါများတော့လူကပေါ့ပြီးတော့ဘာတွေဖြစ်လို့ဖြစ်နေမှမသိတော့ဘုံဘုံလူတယောက်လာပြောတာငါပေါ့ကငါဘသူအတွက်ရှင်သန်နေရမှကြောင်းတော့မသိဘူးဆိုလတ်လတ်ပြောကြတာတွေရှိမင်းအချိန်နေဘလို့နေတော့ဆိုသူ့မှာရေရတဲ့အချိန်မရှိဘူးဒါကြောင့်လူကအချိန်လေးရင်လူကလေးသွားတာ waste time ဆိုတာကကိုယ့်ရဲ့ဘဝကိုလေးဝိတ္တိဝါဒနာဖြစ်အောင်လုပ်ပြတာဒါကြောင့်အချိန်ရွှေအချိန်ငွေအချိန်ဟာအရာရာတိုင်းပဲအချိန်နဲ့လဲယူကိုယ်ဝါရဲ့တန်ဖိုး